အခုတင်ပြမဲ့သင်ခန်းစာတော့เนาะကျွန်မထိုင်းစကားပြောအပိုင်း15เนาะကျွန်မထိုင်းစကားပြောအပိုင်း1ကနေတင်လာတာအခုဆိုရင်15ရှိသွားပြီပေါ့เนาะဒီကနေ့စဉ်ဒီထိုင်းစကားပြောတွေကိုတင်ပေးသွားမှာပေါ့เนาะဒီကထိုင်းစကားပြောလေးတွေကိုတေချာလေးလေ့လာမယ်ဆိုလို့ရှိရင်မမီးကတော်တော်ပြောနိုင်ရောမှာပေါ့เนาะဒီမှာဆိုလို့ရှိရင်ဒီမှာခဏဆောက်ပါခဏဆောက်ပါခဏဆောက်ပါဆိုလို့ရှိရင်လော်ဆက်ခရုရောအော်ရောစောအာကောဆက်ခေါ်တော်ဦးခရူမအေခရုဒီကစကားပြောမှကြတော့ရအတန်ကိုသူတို့ကမသုံးဘူးပေါ့နော်စကားပြောမှကြတော့လအတန်ကိုသုံးကြတာပေါ့နော်အဲ့တော့ရောနေရာမှာလော်ဆက်ခရုလော်လအတန်မဲ့ထွက်တော့ရအတန်မဲ့ထွက်တော့ပြောလို့ရတာပေါ့နော်ရောအော်ရောစောအာကောဆက်ခေါ်တော်ဦးခရူမအေခရုလော်ဆက်ခရုခဏဆောက်ပါတော်ပြီဆိုလို့ရှိရင်တော်ပြီဆိုလို့ရှိရင်ဖော်แล้วဖော်လောအဲဟောแล้วไม่โทแล้วဖော်လောအဲဟောแล้วไม่โทแล้วဖော်แล้วတော်ပြီဒီမှာသူ့ရဲ့စာတိုင်းဆိုရင်လဲဦးပေါ့နော်လောအဲဟောแล้วไม่โทแล้วလဲဦးကိုမှဟိုက်တုံးနဲ့ဆိုတာဒီမှာကြာရင်ဒီမှာအတန်တော့ကလဲဦးလို့ရေးပေးမယ်ဆိုလို့ရှိရင်ကြောင်ပြီးတော့မထွက်တတ်မှကြောက်လို့နီးစပ်ဆုံးလဲရောက်ကိုထည့်ပေးတာပေါ့နော်ဖော်แล้วတော်ပြီမှာဆိုလို့ရှိရင်မနှက်ဖြန့်ပဲအချိန်သွားမလဲမနှက်ဖြန့်ပဲအချိန်သွားမယ်ဆိုလို့ရှိရင်ဖရုနေဂျပန်ကီမုံဖော်တော့ဥငေါဖရုမအေဖရုံနော်အီနီမိုက်ထိုနီကြောအားကြပေါ်အိုင်ပိုင်ကောအီကီမအေကီမောဦးငေါမုံဖရုနေဂျပန်ကီမုံမနှက်ဖြန့်ပဲအချိန်သွားမလဲဒီမှာမနက်ဖြန်4နာရီသွားမယ်မနက်ဖြန်ညနေ4နာရီသွားမယ်ပေါ့နော်မနက်ဖြန်ညနေ4နာရီသွားမယ်ဆိုလို့ရှိရင်ဖရုနီဂျပန်စီမုံရင်ဖော်တော့ဥငေါဖရုမအေဖရုံနော်အီနီကြောအားကြပေါ်အိုင်ပိုင်စောအီစီမအေစီမောဦးငေါမုံရောအေနော်ယင်ဖရုနီဂျပန်စီမုံရင်မနက်ဖြန်ညနေ4နာရီသွားမယ်ဒီမှာအဲ့နေရာမှာဒီမှာကွင်းစာကွင်းပိတ်တွေကအတန်လေးတွေကိုကွင်းစာကွင်းပိတ်တွေကအတတ်တန်လေးတွေကိုလိုက်ထွက်ပေးမှတာအတန်ပီတာမှာဖြစ်ပါနော်ငါတက်ဆိုလဲငါတက်လေးနဲ့စုံပြရမယ်နတ်တက်ဆိုလဲနတ်တက်နဲ့စုံပြရမယ်ရှာလေးထောက်ပြီးတော့နော်